အားလုံးပဲမင်္ဂလာပါ knowledge power နေပြီးတော့ကြိုးဆိုပါရစေပုံမှန်အဖြစ်ဆိုလို့မစ္စတို့ knowledge power မှာဆိုလို့ရှိရင်မစ္စတို့ပေါ့စာတွေပဲရေးပြီးတော့မှတင်ပေးလေးရှိပါတော့အဲ့တော့စာဖတ်သူပရိသတ်သားအနေနဲ့လည်းစာတွေကိုအများဖတ်တဲ့ကြွကြွမလို့ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီကောက်မစ္စတို့စာဖတ်တဲ့သူတွေနည်းနည်းဟိုညီးမွေးစရာမျိုးတွေဒါဒီစာကြီးပဲမြင်နေရခါကျတော့ဗီဒီယိုလေးပါချို့ကြည့်ကျင်တဲ့သူတွေရှိတယ်ဆိုပြီးတော့မှဒါပြောတဲ့အတွက်ကြောင့်မို့ဒါဗီဒီယိုလေးကိုဟိုဖန်တီးပေးတာပေါ့နော်အဲ့တော့ဗီဒီယိုလေးမှာဆိုလို့ရှိရင်မစ္စတို့ဒါဟို knowledge နေနဲ့ဆိုလို့ရှိရင် marketing mix ကြောင်းလေးကို miss တို့ဟိုဒါမျှဝေပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ marketing mix ပေါ့နော်အဲ့တော့ marketing mix ဆိုလို့ရှိရင် miss တို့သိကြတဲ့အတိုင်းပဲဒါ 4page ရှိတယ်7 page ရှိတယ်ပေါ့နော်အဲ့တော့ 4page ပါဆိုလို့ရှိရင် product ရယ် price ရယ် bridge ရယ် promotion ရယ်ဆိုပြီးတော့မှ miss တို့ဒါ၄ခုရှိရသေးတယ်ဟုတ်ပြီအဲ့၄ခုကိုဘာလို့ 4page တခုတည်းခေါ်လဲဘာလို့ marketing mix လို့ခေါ်လဲပေါ့နော် marketing mix လို့ဘာလို့ခေါ်လဲအဲ့တော့ mix ဆိုတော့ရောနှော့ပေါ့နော်ရောနေရဘာလို့ marketing mix ခေါ်လဲအဲ့တော့ marketing mix ဆိုခေါ်တဲ့အကြောင်းကြီးဟိုဘာကြောင့်ခေါ်လဲဆိုတာလေးကို miss တို့ဒါဒီနေ့မှာ knowledge နေနဲ့သိအောင်ပြောပြရှင်ဖြစ်ပါတယ်အဲ့တော့ marketing mix ပေါ့နော်အဲ့တော့ marketing mix ကိုခေါ်မယ်ဆိုရင် miss တို့ဒီမှာပစ္စည်းတစ်ခုကိုဒါ miss တို့ဝယ်မယ်ဆိုတော့ဒီဘောပင်တစ်ခုဆိုအဲ့တော့ပစ္စည်းသွားပြီးတော့ကြီးလိုက်တယ် miss တို့သွားလဲတယ်ဘောပင်ကြီးလိုက်တယ်ဟာဘောပင်ရဲ့ရှေ့ကကြည့်ဒီဇိုင်းလှရလားကော်သားနေထားဘလို့ရှိတယ်ပြီးတော့ရှင်ဘောပင်ကိုချုပ်ပြီးမှချုပ်ဆိုရှင်စမ်းကြီးရောချစ်ကြည့်တယ်ဒီဘောတဲ့ပစ္စည်းကမစိုးပါဘူးဆိုကြည့်တယ်အဲ့တပြိုင်တည်းမှာတွင်အဲ့ဒီ product ကိုကြည့်တဲ့အပြင်ဟိတ်တော့ဘာဖြစ်လဲဆိုတော့ဈေးနှုန်းကပဲသိတယ်ဟိုဘောပင်ဆိုပဲဈေးရှိတယ်ဒီဘောပင်ဆိုပဲဈေးရှိတယ်ဈေးနှုန်းဆိုတော့ price ပါ product ရဲ့ price ရယ်ဆိုပြီးတော့တွဲပြီးတော့မှတခါလေးတန်းပြီးတော့မြင်ပြီးတော့ကြည့်ပါတယ်မိတ်ဆွေတို့ဝယ်ပဲဆိုလို့ရှိရင်ဟုတ်ပြီတကယ်လို့နောက်တစ်ခါကျ promotion ကဘာလဲဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီဘောပင်တစ်ခုဝယ်မယ်ဆိုလို့ရှိရင်တခြားပေါ့နော်ဟိုဒါတော့ဘောပင်ဖြစ်ဆိုရှင်တိတ်တော့ဟို influence တိတ်မများဘူးတခြားပစ္စည်းတွေဝယ်မယ်လက်ပစ္စည်းပဲဝယ်ပဲဖြစ်တစ်ခုဝယ်မယ်ဆိုလို့ရှိရင်မိတ်ဆွေကမှကြော်ညာပေါ့နော်ဒီပစ္စည်းကိုငါအရင်တော့မြင်ဘူးလား brand လားကြားဘူးနားမရှိလားဒီပစ္စည်းရဲ့ brand အကြောင်းတွေတော့ငါကြားဘူးလားဘယ်နေရာမှာကြားဘူးလဲ Facebook ကြော်ညာမြင်လား TV မှာကြော်ညာမြင်လားအဲ့တော့ကိုလုံးဝမသိဘူးမကြားဘူးတဲ့ brand နဲ့သိဘူးကြားဘူးတဲ့ brand နဲ့ဆိုလို့ရှိရင်သိဘူးကြားဘူးတဲ့ brand ကိုပို့ပြီးတော့ယုံကြည်မှုပို့ရှိပြီးတော့မှဝယ်သူတွေကပို့ပြီးတော့ဦးစားပေးပြီးတော့ဝယ်ပေါ့နော်အဲ့တော့ marketing mix ဆိုတာလေးကို 4P ကိုခါလေး mix ဖြစ်တာအဲ့တော့ခုနပြော product ကိုဝယ်မယ်ဆိုတာနဲ့ customer တယောက်ကပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုတာနဲ့ခုနပစ္စည်း product ကိုလည်းခါကြည့်တယ်တပြိုင်နက်ထက်ကြည့်တယ်ပြီးတော့ဈေးနှုန်းနဲ့တပြိုင်နက်ထက်ကြည့်တယ်ပြီးတော့ဒီပစ္စည်းကငါတိလာကြားတာစိတ်ချပါမလားဆိုရဲ promotion ရတုံးထားတဲ့ဟာတွေကိုလည်းသူကခေါင်းထဲမှာတစ်ခါလေးကြည့်တယ်ကြည့်ရပြင်တော့ဟိုကကြောက် channel ပေါ့နော် page ဆိုတဲ့ channel အဲ့ service မှာဆိုရင်တော့ location အဲ့တော့ page ဆိုရဲဒီ channel မှာဆိုလို့ရှိရင်ဘာလဲဆိုတော့ကိုကဝယ်ကျင်တယ်ဒီပစ္စည်းကငကိုတွေကစိုင်ပေါ်မှာမတင်ထားဘူးဆိုလို့ရှိရင်ကျင်းတည်တယ်ဒီပစ္စည်းကိုမိတ်ဆွေတို့ဝယ်ဖြစ်မှာမဟုတ်တော့အဲ့တော့ page ဆိုတဲ့ channel ပေါ့အဲ့တော့ဒီပစ္စည်းတစ်ခုကိုမိတ်ဆွေတို့ဝယ်လိုက်တိုင်းပစ္စည်းတစ်ခုဝယ်ပြီဆိုတာဒီကောင် 4P ပါလာတယ်အဲ့တော့ product ကြည့်တယ် price ကြည့်တယ်ဒီပစ္စည်းကယုံကြည်စိတ်ချလားငါကြားဘူးတဲ့ brand လားငါသုံးဘူးတဲ့ brand လားဆိုတာ promotion ဟာကိုခါလဲခေါင်းထဲပါတယ်ဒီပစ္စည်းကိုလမ်းမီကိုဝယ်တဲ့ခါကျရှင်ဒီဝယ်လို့ရောက်တော့ channel ပါလာဥပမာဆိုပါစို့အဲ့တော့ဒီပစ္စည်းတစ်ခုကိုဘောပစ်တစ်ချောင်းကိုသွားဝယ်လိုက်တယ်ဥပမာဟိုဘောပစ်တစ်ချောင်း200ပေးရတယ်နေရာရှိမယ်250ပေးရတဲ့နေရာရှိမယ်အဲ့တော့မိတ်ဆွေစဉ်းစားကြည့်မှာ200နဲ့250ပေးရဝယ်မယ်အဲ့တော့တော်တော်များများဖြေကြမယ်ဈေးတက်တာဝယ်မှာ200ဝယ်ရမယ်250မဝယ်ဘူးပေါ့ဖြစ်ရမယ်ဒါပေမဲ့200သက်ဝယ်နေရကြဘာမှသွားဝယ်တော့မှတခြားပေါ့နော်ဟိုစက်မှုစုံနေရထဲဟိုမှာလိုင်းသားစက်မှုစုံနေရမျိုးတခြားပေါ့တောင်တကုံစက်မှုစုံနေရမျိုးဘောပစ်ထုတ်တဲ့စက်မှုစုံနေရမျိုးသွားဝယ်ရမယ်200ပဲပေးရမယ်နောက်တစ်ခါကျတော့ဒီဘောပီကိုအိမ်အောက်နားမှာပဲစတိုးဆိုင်လေးမှာ250နဲ့ပေးဆိုရှိရင်မိတ်ဆွေတို့ကအိမ်နီးနား250ကိုပဲဈေးနှုန်းပို့ပေးပြီးတော့မှဝယ်မှာဖြစ်ပါတယ်။အဲဆိုသွားလာမဲ့ဟာဟိုကိုယ့်အချိန်ကြီးရှိတယ်။သွားဆက်သွားတဲ့ပတ်စံပို့ပြီးတော့ကုန်မှာရှိတယ်။အားထုတ်ရမယ့် effort တွေရှိတယ်။အဲ့ဒီအတွက်ကို50လောက်ကစာမဖွဲ့ဘူးတဲ့ပုံစံဖြစ်သွားတယ်။အဲကြောင့်မလို့ price ကလည်းတန်းပြီးတော့မှအရေးကြီးပါဖြစ်ပါတယ်။အဲ့တော့ဒီကောင်ဆိုရှင်ခုနကပြောတယ် marketing mix marketing အရောအနှောဆိုတာဘာကိုရောထားဆို 4P ကိုရောနှောထားတာ။ခုနပြောဆို product ဆိုရဲဒီ product ရဲ့ function တွေကဘယ်လိုတွေရှိလဲဘာတွေသုံးလို့ရတယ်ဖုန်းဆိုရဲဘယ် function တွေသုံးလို့ရတယ်ဒီ product ရဲ့အခြေအနေ benefit တွေကိုအရင်ကြည့်တယ် benefit တွေတွဲပြီးတော့မှခေါင်းထဲမှာတစ်ပြိုင်တည်းစဉ်းစားမှာဘယ်ဈေးတွေရှိရဲဆိုတာကို price ကိုတစ်ခါလေးကြည့်တယ်ပြီးတော့မှ brand ကိုထပ်ပြီးတော့မှကြည့်ကြပါတော့ကြည့်လို့ရှိတယ်ထပ်ပြီးတော့မှဒီပစ္စည်းကဆိုင်ပေါ်မှာတင်ပြီးတော့ဝယ်လို့ရလားအဲ့တော့ခုနပြောလို့ product ကိုအရင်ပြောတော့ကြောင့်မို့လို့ product ကအရင်စားရမယ် price ကဒုတိယစားရမယ်ဆိုတော့မဟုတ်ဘူးเนาะအဲ့တော့ promotion ဆိုရဲဟိုဆိုင်ပေါ်အရင်ရောက်တဲ့ price ကလည်းအရင်ရှိလိုက်မယ်ပြီးတော့မှဒီပစ္စည်းကငါသိလားမသိဘူး brand ကိုရွေးရတာဖြစ်နေပြီးတော့မှ product ကိုကြည့်တယ်ပြီးတော့မှ price ကိုကြည့်တယ်အဲ့လိုဟောမျိုး 4P ကိုလုံးဝကိုတခါတည်းဒီ product ကိုဝယ်ပြီးဆိုတာနဲ့ message ရှိမှာတွဲပြီးတခါလဲပါလာမှာဒီ 4P ဖြစ်ပါတယ်အဲ့ 4P စလုံးကိုငါဘာကိုပေးလဲဆိုရှင် message တို့ marketing သမားတွေဆိုသိပါတယ် segmentation targeting position ဆိုရှိရ brand position တွေပေါ့
အ brand positioning ပေးတဲ့ value ကဒီ 4P remix ပေါင်းပြီးတော့ mix လုပ်ပြီးတော့မှဒီ marketing မှာပေးတဲ့ brand position ဘာ value ပေးမလဲဆိုတော့ value proposition ဆိုတာ 4P က mix လုပ်ပြီးတော့မှပေးလိုက်တဲ့ value တစ်ခုဖြစ်ပါတယ် value ကိုမှရှေ့မှာ target customer ဘယ်သူတွေကိုဒီ value ကို target ထားပြီးတော့မှရောင်းတင်နေဆိုတာမျိုးတွေကိုဒါ target ထားခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ mix တို့ဒီက marketing mix ဆိုပြောလဲဆိုလို့ရှိရင် marketing mix က 4 product ကတက် price ကတက်ဒီကွာမျိုးတက်ကြီးမဟုတ်ဘူးဝယ်ရတဲ့နေရာမှာကြည့်မယ်ဆိုလို့ရှိရင် 4P ဆိုတာလုံးဝကို mix လုပ်ပြီးတော့မှတခါတည်းတစ်ပြိုင်တည်းရှိတဲ့ဟာမျိုးကို 4P marketing mix ကိုခေါ်ရပေါ့တကယ်လို့ mix က marketer ဆိုရင်တော့ကိုက company ဘက်ကရောင်းရဲ့ marketer သမားဆိုရင် marketing သမားဆိုရင်တော့ product ကိုတက်စဉ်းစားရမယ် price ကိုတက်စဉ်းစားရမယ် price ကိုတက်စီရမယ် promotion ကိုတက်စဉ်းစားရမယ်ပေါင်းပြီးတော့မှပေးထားတဲ့ဒီ marketing 4P ရဲ့ remix ၄ခုကိုမှထည့်ပြီးတော့မှ brand positioning တခုထွက်လာမယ်အဲ့ထောက်မှာဘသူ့ကိုက target ထားပြီးတော့မှရောင်းမယ်ဆိုတာမျိုးတွေကို mix က marketing သမားအနေနဲ့ပြန်ပြီးတော့မှစဉ်းစားပါเนาะအဲ့တော့ marketing တွေမှာတော့ပုံမှန်ဆိုရ segmentation targeting position ပြီးတော့မှ 4P ကိုစဉ်းစားရပါเนาะဒါခုကပြောင်းပြန်ပြီးတော့မှစဉ်းစားမျိုးတဲ့ပုံစံမျိုးတွေကို mix တို့ရှင်းပြဖြစ်ပါတယ်အားလုံးနောက်ထပ်ဘူးသူရတွေဟိုလည်းထပ်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီဗီဒီယိုလေးကို mix တို့ကြည့်ပြီးတော့မှ knowledge တွေထပ်ပြီးတော့မှရရှိပြီးတော့မှ marketing mix ဆိုတာဘာကြောင့် mix your know လို့ခေါ်လဲဆိုတာလေးကိုနားလည်ပြီးဖြစ်ပြီးတော့ညွှန်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်